ထဲကနေရာတစ်ခုမှာတော့ Hero Prime ရဲ့အဖေကိုဖုတ်ကောင်တယောက်ကကိုက်စားနေခဲ့ပါတယ်။ Hero Prime ကတော့မလောက်ပါနဲ့မလောက်နဲ့စားမှာပဲစားလို့ကောင်းတယ်ရှယ်ကောင်း Hero Prime အဖေတည်တော့ Hero Prime အလှည့်ကိုရောက်လာပါပြီ။ Hero Prime ကတော့တတိရှိရှိထွက်ပြေးပါလေရောဖုတ်ကောင်ကလည်းဖုတ်ကောင်လိုကြီးဆက်တိုက်လိုက်ပါလေရောအဲ့ဒါကြောင့် Hero Prime လည်းတွေ့ရအိမ်ထဲကိုဝင်ပြေးပါတော့တယ်။ကံကောင်းချင်တော့အဲ့ဒီအိမ်က Hero Prime ရဲ့ crush ဖြစ်တဲ့ Cherry ရဲ့အိမ်ဖြစ်နေပါတယ်။ဟဲ့အဲ့ဒါဘာဖြစ်လာလဲ။ငါမေဖုတ်ကောင်ကြလိုက်ကိုက်နေလို့ဟာ။ဟဲအဲ့ဒါကြီးကနင့်ကိုလိုက်ကိုက်နေရလား။လာငါနောက်လိုက်ခဲ့တော့ Hero Prime နဲ့ Cherry လည်းအပေါ်တက်ပြေးကြတာပေါ့။ဒါလို့ဆိုရင်တော့ तू လိုက်နိုင်မယ်မထင်ဘူး။ဟာအဲ့ဒီဖုတ်ကောင်ကတကယ်တော့ငါအမေဟာစိတ်ညစ်လိုက်တာ။အဲ့ဒီထက်စိတ်ညစ်စရာကောင်းတာကအခုဆိုရင် Cherry ရဲ့အမေပါအိမ်ပေါ်ရောက်လာပါပြီ။ဟဲ့အဲ့ဒါဘာဖြစ်နေရလဲ။ရှင်အမေမဟုတ်ဘူးနော်။အော်နင်ကငါသမီးနဲ့လာတိတ်နေရပေါ့လေ။ကဲဟာအခုတော့ Hero Prime တယောက် Cherry အိမ်ထဲကနေအမိုက်ထုတ်လို့ပဲအလွင့်ခံလိုက်ရပါပြီ။အဲ့တော့ Hero Prime ရဲ့အမေအကြိုက်ဖြစ်သွားတာပေါ့။ Hero Prime နဲ့ပြေးပါတော့တယ်။ဟိုအမေရေတောက်ကိုက်စားတော့မလို့လားဗျာ။အဲ့လိုပြေးနေပဲမတော်နဲ့ဆိုင်တဆိုင်ကိုရောက်လာပါလေရော။အဲ့ဒါကြောင့် Hero Prime လည်းပိုက်ဆာနဲ့ဆိုင်ထဲကိုဝင်ပြေးပါလေရော။အာကျွန်တော်အတွက်ဂျပန်ဟမ်ဘာဂါတစ်လုံးလောက်မြင်လုပ်ပေးပါဗျာ။ Okay ရမယ်ဗျာ3မိနစ်ပဲစောင့်။သူနောက်ကလိုက်လာတဲ့ဖုတ်ကောင်ကလည်းပိုက်ဆာနေပါပြီ။အဲ့ဒါကြောင့်တွေ့တဲ့လူကိုကိုက်စားဖို့လှုပ်ပါတော့တယ်။ဒီမှာဟမ်ဘာဂါရပါပြီ။ကြိတ်ပြီဗျာကြိတ်ပြီ။ Hero Prime ကဟမ်ဘာဂါစားတယ်။ဖုတ်ကောင်ကတော့လူသား special plan ဝယ်ပြီးစားပါတော့တယ်။ Hero Prime ကတော့ဆိုင်ရှိမှတင်စားပစ်တာပါ။ကောင်းလိုက်တဲ့ဟမ်ဘာဂါရှယ်ကောင်းကွာ။ဖုတ်ကောင်လည်းလူသားကိုဖုတ်ကောင်လိုကြည့်ပဲစားပစ်နေရပါ။ Hero Prime လည်းစားလို့ပြီးသွားတဲ့နောက်ဆိုင်ထဲကနေအေးဆေးလေးပြန်ထွက်လာပါတော့တယ်။ကန်ဆိုးသွားတာတခုကတော့ဖုတ်ကောင်ကြီးကသူ့စောင့်နေတာပါပဲ။ Oh my god ခမရအခုချိန်នេះစောင့်နေတော့မလားဟာ။တိတ်ဟုတ်တာပေါ့ကွာ။ငါမင်းကိုရှယ်စားချင်တယ်လို့စောင့်နေရကွာ။အဲ့လိုနဲ့ Hero Prime လည်းပြေးနဲ့အိမ်ထဲကိုဝင်ပြေးသွားပါတော့တယ်။ဖုတ်ကောင်လက်ထက်လွတ်ဖို့တွေ့ရပြီးရိုးတဲ့ကိုဝင်သွားပါတော့တယ်။ဟာဟိုဖုတ်ကောင်တော့မတွေ့တော့ဘူးကွာ။ဖုတ်ကောင်လက်ထက်ကလွတ်သွားပြီမဲ့တစ်ချိန်တုန်းကအမတ်တရတွေကိုပြန်မြင်နေခဲ့ပါတယ်။အဲ့ဒါကတော့ဖုတ်ကောင်မဖြစ်ခင်တုန်းကသူ့အမေနဲ့ကစားခဲ့တာတွေကိုအမှတ်ရနေရပါ။ဒါဘယ်မှာလဲ။ဟာတောက်မိပြီကွာ။ Hero Prime တယောက်အမတ်တရတွေကိုအကြာကြီးတွေးနေလို့မရပါဘူး။ငါတရားနဲ့ထွက်မှရတော့မယ်။အိုးနေပါဦး။ဒီမှာထောင်ချောက်တွေဟာတောက်ကွာမယ်ဟေ့။ထောင်ချောက်တွေများနေရတဲ့အကြောင်းကတော့ Hero Prime ဝင်နေတဲ့အိမ်က Granny ရဲ့အိမ်ကြီးဖြစ်နေလို့ပါပဲ။ Hero Prime လည်းအားပြဲကြီးနဲ့အော်ပြီးပြေးပါလေရော။ဒါပေမဲ့အခန်းတစ်ခုထဲမှာ Granny ကရေရီပါရီချိုးဖြစ်နေရပါ။ Granny လည်းရှက်ရှက်နဲ့ထအော်ပါလေရော။ Hero Prime လည်း Granny ကိုမြင်တာနဲ့တန်းနေအောင်ပြေးတာပါပဲ။ Granny အိမ်ကထွက်ပြေးသွားတဲ့အခါမှာတော့အပြစ်မှာစောင့်နေတဲ့ဖုတ်ကောင်ကသူ့နောက်ကိုလိုက်လာပါလေရောမပြေးနဲ့ငါမင်းကိုစားရမယ်ကွာမပြေးနဲ့ကောင်လေး Hero Prime ကတော့လုံးဝကိုမရက်ပဲ non stop ကိုပြေးနေတာပါတနေရာအရောက်မှာတော့ဟာမောလိုက်တာကွာဒီမှာပုံနေမှရမယ်အဲ့လိုပုံနေရင်နဲ့လေဖုတ်ကောင်မဖြစ်ခင်တော့သူ့အမေနဲ့အမတ်တရတွေကိုတတိတွေရနေရပေါ့ဒီအကောင်လေးကတားတွက်လားပျော်လိုက်တာအမေရဲ့ဒါပေမဲ့သူ့အကြိုက်စဉ်းစားလို့မရပါဘူးသူရှေ့တက်ကနေဖုတ်ကောင်ကြီးကစွတ်တွေဝင်ပြေးလာတာပါပဲ Hero Prime နဲ့နောက်တစ်ခါပြေးရပြန်มาတော့တယ်ဟစ်ကောင်လေးမပြေးနဲ့နည်းနည်းပဲစားမှာပါကွာ Hero Prime ကတော့လုံးဝမရက်ပဲပြေးနေတာပါဒါပေမဲ့တနေ့အရောက်မှာတော့တိတ်ပံယူဘိုးတော်နဲ့တွေ့သွားပါတော့တယ်ဒီဘိုးတော်ကအချိန်ခရီးသွားနေတာပါအဲ့လိုသွားနေတာကို Hero Prime မှာဘိုးတော်နဲ့ပါသွားပါတော့တယ်လောလောဆယ် channel လေးကို subscribe လုပ်ရတဲ့လောက်ထားပေးပါအောင်နော်ဟာဘိုးကောင်လေးဘယ်ရောက်သွားတော့အခုတော့ Hero Prime နဲ့တိတ်ပံယူဘိုးတော်လဲ Other Universe တွေကိုပါရောက်ကုန်ပါပြီအဲ့ဒီမှာတော့ monster အကြီးစားကြီးတွေရှိနေပါတယ်တိတ်ပံယူဘိုးတော်ရဲ့ device ကနေတခါထပ်ပြီးတော့နှိပ်လိုက်တော့ဒီဘက် universe ကိုပြန်ရောက်လာပါတော့တယ်ဟေ့အောင်လာအတို့တခြားဟာတွေစမ်းသက်ရအောင်မယ် Hero Prime ကတော့အခုချိန်นี้ကြောင်တောင်ဖြစ်နေတုန်းမှာအဲ့ဒီထဲကြောင်စရာကောင်းတာကတော့စောနာဖုတ်ကောင်ကနှစ်ချက်တွေပါတယ်တက်ပြီးတချင်းတွေနားထောင်ရင်ကနေတာပါပဲဒါပေမဲ့ Hero Prime ရောက်လာတာကိုတွေ့လိုက်တော့ဟောမင်းရောက်လာပြီကိုစားမယ်ကွာစားမယ်
အခုမှစားရမယ် Hero Prime လည်းအာပြေးကြီးတွေနဲ့ထအော်ပြီးထွက်ပြေးပါတော့တယ်ဖုတ်ကောင်က Hero Prime ကိုရေဆုံးမြေဆုံးတဲ့အထိလိုက်မှာပါ Hero Prime တို့ကတော့ပြေးနေရင်းနဲ့တောင်အရင်တစ်ချိန်ကသူ့အမေနဲ့အမှတ်တရတွေကိုပြန်မြေအောင်နေတော့မှာအဲ့ဒါကတော့သူ့အမေကတကားခောက်တန်းကြောင်တကားဖွင့်လိုက်ပြီးအပြင်ကလှုပ်ကြံခံခဲ့ရတဲ့အချိန်ကိုတတိယနေရပါပဲလှုပ်ကြံသွားတဲ့သူကတော့စောနာ Hero Prime တွေ့ခဲ့ရတဲ့တိတ်ပံရှုဘိုးတော်ပါပဲဒီဘိုးတော်ကြောင့်ပဲ Hero Prime ရဲ့အမေကဖောက်ကောင်အဖြစ်ပြောင်းလဲသွားခဲ့တာပါ Hero Prime ကတော့ဒါတွေကိုပြန်တွေးရင်မျက်ရည်တွေဝဲနေတာပေါ့သူ့အမေဖုတ်ကောင်ကြည့်ပြီးအရန်ကိုဝမ်းနေသွားတာမလို့ထိုင်ပြီးတော့ငိုနေပါလေရောအဲ့ဒီအချိန်မှာပဲ Cherry ရဲ့အော်ခေါ်တန်ကိုကြားလိုက်ရပါတယ်ဟဲ့အဲ့ဒီမှာငိုးမနေနဲ့လာတီယိုလာ Hero Prime လည်း Cherry နာအမြန်ပဲပြေးသွားလိုက်တာပေါ့ဟိုမှာတွေ့လားအဲ့ဒါဖုတ်ကောင်ဖန်ပုံငါရဲ့ထောင်ချပဲချစ်သွား යි ကွာကိုတို့လောက်ကြတာပေါ့ဖုတ်ကောင်လမ်းပြောင်းနေတော့မှပဲ Cherry ကဟဲ့ဒီမှာငါ့ကိုလာကြိုက်လေလာကြိုက်ဖုတ်ကောင်လည်းစိန်ခေါ်ရင်တင်ပေါ်ထိလိုက်တယ်ဆိုပြီး Cherry နောက်ကိုပြေးလိုက်လာပါလေရော Cherry လည်းအမြန်ဆုံးနေနဲ့ခြေထောက်ကြီးကိုတုံးပြီးစွတ်တွေပြေးတာပါပဲဒါပေမဲ့ Hero Prime တို့ကအသားတုံးတွေကိုချထားပြီးတာပါအဲ့ဒါကြောင့်ဖုတ်ကောင်လည်း Cherry နောက်ကိုမလိုက်တော့ပဲအသားတွေကိုပဲထိုင်စားပါလေရော ရှယ်ကောင်းကွာလူသားမဟုတ်တာတော့တီသားရတလောက်ကောင်းနေတာလူသားသားဆိုရင်ဘယ်လောက်ကောင်းမလဲစားမယ်ကွာစားမယ် ဖုတ်ကောင်ကတော့အသားတွေကိုတစ်ခုပြီးတစ်ခုလိုက်စားရင်တနေရာကိုသွားနေပါပြီအဲ့ဒါကိုသူတတိမထားမိခဲ့ပါဘူး Hero Prime နဲ့ Cherry တို့ကတော့အဝေးကပဲစောင့်ကြည့်နေရပေါ့ဖုတ်ကောင်ကတော့ဖုတ်ကောင်လိုပဲကြက်ကမပြေတာမလို့ထောင်ချောက်ထဲကိုဝင်တော့မှာပါနောက်ဆုံးအသားတွေတစ်ခုပြီးတစ်ခုစားရင်ရောက်သွားတာကတော့ထောင်ချောက်အိမ်ထဲကိုရောက်သွားတာပါအဲ့တော့ Hero Prime တို့လည်းစီစဉ်ထားတဲ့အတိုင်းပဲတက်ကားကိုအေးအေးဆေးဆေးပိတ်လိုက်တာပေါ့ Hero Prime အထက်ကဖုတ်ကောင်ကိုတစ်ချက်ကြည့်လိုက်တော့အာနင်တို့ကငါ့ကိုထောင်ချောက်စိနေပေါ့လေ Sorry ပါမေရဲ့အဲ့ဒါနင့်အမေပေါ့နင့်အမေတို့စိတ်မကောင်းပါဟာ Hero Prime နဲ့ Cherry လည်းကိုယ့်အိမ်ကိုပြန်ဖို့လှုပ်နေခဲ့တာပေါ့ကျေးဇူးတင်ပါတယ် Cherry อ่ะအဲ့လိုတယောက်နဲ့တယောက်ဖတ်နေတော့မှပဲထောင်ချောက်တကားကြီးကပြန်ပွင့်လာပြီးအထင်ကဖုတ်ကောင်ကြီးက Cherry ကိုပြေးတိုက်ပြစ်ပါလေရောနင့်ကိုစားမယ်နင့်ကိုအရင်စားမယ် Hero Prime နဲ့ကြောင်ပြီးရက်နေပါလေရောအဲ့ဒါအပြင်သူကအတိတ်ကအကြောင်းတွေကိုပါပြန်တတိယနေပြန်ပါတယ်အဲ့ဒါကတော့သူ့အဖေကအမေဖြစ်သူဖုတ်ကောင်ကိုထောင်ချောက်အိမ်ထဲပြန်ထည့်ခဲ့တော့ကအမတ်တရတွေကိုပြန်တတိယနေတာပါသူဓာတ်တွေကိုအချိန်ကြာကြီးတွေးနေလို့မရပါဘူးအခုဆိုရင်သူ့ကောင်မလေး Cherry ကိုဖုတ်ကောင်ကစားဖို့လုပ်နေပါပြီစားမယ်နင့်ကစားပြစ်မယ်မလုပ်ပါနဲ့ကျမကိုစားရင်ရှင်ဘိုက်ပြေးသွားလိမ့်မယ်မစားပါနဲ့ရှင်အဲ့လိုအချိန်မှာပဲ Hero Prime ကဖုတ်ကောင်ကိုဂဲနဲ့ပေါက်လိုက်ပါတော့တယ်အိုးနင်ကငါ့ကိုကဲနဲ့ပြစ်တယ်ပေါ့လေနင့်ကိုအရင်စားမယ်နင့်ကစားမယ်ဖုတ်ကောင်က Hero Prime ကိုအပေါ်ကနေတက်ခွပြီးစားဖို့လုပ်နေတာပါဒါပေမဲ့ဒီတစ်ခါတော့ Hero Prime ကဘာမှမလုပ်တော့ပါဘူးအမေတားပါဗျာအမေရဲ့တားကြီး Hero Prime လေဗျာအမေတားကိုအမေပြန်စားတော့မလို့လားတားအမေကိုအရန်ချစ်တယ်အခုတော့ဖုတ်ကောင်လည်းအသီးစိတ်တချို့ပြန်ရသွားပါပြီအဲ့လိုအသီးစိတ်တွေကြောင့်အတိတ်ကအမှတ်တရတချို့ကိုပြန်မြင်အောင်နေခဲ့တာပေါ့အဲ့ဒါကတော့ Hero Prime ကိုစပိန်စီးတင်ပေးနေတဲ့အချိန်မှာ Hero Prime မတော်တဆစပိန်လဲသွားတဲ့ခါမှာတော့တာမငိုနဲ့တော့နော်အမေကတားနာမှာအမြဲရှိနေမှာအမေရှင်တားဘာမှမဖြစ်စေအောင်ကြားလာတာကြည်နူးစရာကောင်းတဲ့အတိတ်ကအမှတ်တရတွေကိုပြန်တွေးနေပြီးနောက်တော့ Hero Prime ကသူ့သားဖြစ်တယ်ဆိုတာဖုတ်ကောင်ကပြန်သိသွားပါပြီမငိုနဲ့တော့နော်တားယောက်ျားလေးလေယောက်ျားလေးဆိုတာမငိုရဘူးတာရဲ့အမေလည်းတားကိုချစ်ပါတယ်ကွယ်အခုတော့ Hero Prime ရဲ့အမေကအဝေးတနေရာကိုပြေးထွက်သွားခဲ့ပါပြီအမေမပြေးနဲ့လေအမေ Hero Prime တယောက်အရှမ်းကိုကြေကွဲဝမ်းနေနေခဲ့တာပါ Cherry ကတော့နင့်နားမှာငါရှိပါတယ်ဟာတာအမေကိုချစ်ပါတယ်ဗျာဒီနောက်မှာတော့ Hero Prime နဲ့ Cherry လည်း Hero Prime ရဲ့အဖေအုတ်ကူနာကိုသွားလိုက်ပါတော့တယ် Hero Prime ကအတိတ်ကအကြောင်းတွေကိုပြန်တွေးရင်သိလိုက်ရတာတခုကတော့သူတို့မိသားစုကိုအမှန်တကယ်ဒုက္ခရောက်စေခဲ့တာကတိတ်ပံရှူဘိုးတော်ပါပဲအဖေနဲ့အမေစိတ်မပူပါနဲ့ဗျာဒါဒီဘိုးတော်ဒီကဘာမြေကြီးမှာမထားတော့ပါဘူးဒါကလေးစားပြန်ချီတော့မယ်ဗျာဇလန်လေးရဲ့ဝမ်းနည်းစရာအပိုင်းတွေကပြီးဆုံးပါတော့မယ်နောက်တစ်ပိုင်းမှာတော့တိုက်ပွဲတွေနဲ့ဖြစ်လာမှာလားဝမ်းနည်းစရာပဲကောင်းအောင်မလားဆိုတာကိုတော့စက်သိန်းပိုင်းမှာသိရမှာပါဆိုတော့မလွတ်သွားရအောင်လို့ channel လေးကို subscribe လုပ်ထားခဲ့ပါရှင်စက်သိန်းပိုင်းမှာပြန်ဆောင်ပါမယ်ရှင်
အမကတော့တင်ဆက်သူ Lady ခင်ပါ